哇，你给人家的，妈，拍啥？他们不会用。哪里忙？哪里哪里没那片抓的也是，妈小他做的，哪里不要说啊？啊，那么小妈呀，拍啥？不会了。ဆိုလို့ရှိရင်လည်းအဲ့ဒါမကားကိုရင်ခုပေးမယ်ခင်းရတော့ဒါရင်မာလည်းနေမကောင်းလာရောအတုံးလေးလက်ထက်ကြက်နေတာရောနဲ့ခင်းမရှိဘူးနော်မင်းညကျင်တဲ့ငါ6ကြော်လေးတားဖို့ခြံထားတယ်စားအဲ့ဒါလေးကစားလိုက်တော့ဘယ်နေ့မှကောင်းတာချက်မှမသိဘူးအနည်းတန်းဒီတိုင်းပဲစားနေရပါဗျာရိုးတော့ရိုးနေပါပြီကဲဘလို့နေစားမယ်ဗျာခုဒီပါပေါင်းလေးမနောက်နေ့ကျတော့ကောင်းကောင်းမွန်မွန်ချက်ပေးပါမယ်အခုကနေမကောင်းတာရောအတုံးလေးကလည်းတအားကြက်နေတာအလုံးမသွားနိုင်ပဲမောင်လေးရဲ့ရှိတာလေးနဲ့စားလိုက်ပါဟုတ်ပါပြောရလဲအကြောင်းထက်နေပါပြီဗျာဒီတိုင်းပဲစားနေရမယ်ဒီတိုင်းကိုထူးထွေလောက်ပြောမိတယ်မှာမောင်လေးမပြောစရာလေးလည်းရှိတော့ပြောမပြောအောင်မရဘာပြင်ရမ်းခံတာပြောပါတော့စားရင်တောက်မယ်ဆိုအဲ့យ៉ាងယူပဲမင်းကမကောင်းရမင်းကိုကောင်းမှာတော့အေးပါမောင်လေးရဲ့အစားပါလေအိမ်လားစာ2လစာရှိပြီမောင်လေးအဲ့ဒါမပြရသေးဘူးလေအင်းရှင်ကလည်းကိုတောင်မှ9ရက်နေရှိပြီတဲ့လားလားတောင်းနေတယ်မျိုးလို့အဲ့တော့မောင်လေးဘာလုပ်ပြရမလဲမောင်ဒါလက်ဆိုလေမောင်ခဏဖြူပြီးတော့ပေါင်းခြင်းလို့နောက်ဆုံးတော့လေဒီမူတာပဲစိုက်တာပဲအမလုပ်ပေးထားတဲ့လက်ဆုံးမလို့ပြန်လုပ်ချင်တာမလားအဲ့လိုမဟုတ်ပါဘူးမောင်လေးရဲ့အင်္ဂလာစာအတင်းလာတောင်းနေတာမောင်လေးဒီလမှာမပေးနိုင်ဘူးမတို့ဘယ်လိုလုပ်ကြပါတော့အဲ့ဒါကြောင့်မို့လို့ခဏပြန်ခါတာမှနောက်လှုပ်ဆင်းနိုင်ရင်ပြန်လုပ်ပေးမယ်အမကြွေးထားတဲ့ထမင်းစားနေဆိုလို့အမအတိုင်းပြောမဟုတ်ပါဘူးမောင်လေးအခုကအိမ်ကမပေးနိုင်လို့ရှိရင်စင်းတော်တယ်အဲ့လိုပြောသွားတာအဲ့ဒါကြောင့်မို့လို့မပါဘယ်လိုလုပ်လို့မောင်လေးကတော့ဂိမ်းမဆိုင်ဘူးကြောစားတော့စင်ချမ်းသာသွားမယ်ခမည်းလိုချင်တဲ့လက်စုပ်ပဲလေကျုပ်ကဖဲဦးပေါင်ရိုက်ပြအောင်မှာနော်သိလားမလေးအတက်ကောင်းနေနေအဲ့လိုစင်းလိုက်တော့မှတောက်နေတယ်ခိုးတောက်နေတယ်အများရောက်နေပြီတော့ဟုတ်လားနင်တို့အတက်ကောင်းနေတတ်နေလားဟုတ်လားတိုင်းနေဟုတ်လားဒီအဲ့လိုဒီဆုံးမတောင်းရနေလို့ရှင်ငါညို့စိတ်ပင်မခံပြီးလောက်ကျွေးမနေဘူးကငါလည်းနင်လောက်ကျွေးမနေနိုင်တော့အိမ်လည်းလာပြန်လာနေနေတော့မနေဘူးဗျာမနေဘူးကဲခမည်းအိမ်မှာမနေဘူးနော်ခမည်းကတော့ကျိုးရှာစားနိုင်တယ်ဟုတ်ပြီလားခမည်းကျိုးလည်းဘာမှမဆိုင်တော့ဘူးနော်အေးရှာစားကြည့်လိုက်အိမ်မှာကြောရမတည်သေးတယ်ဘလို့လောက်တာဒီတော့ငါလက်ကားခိုင်းတာတော့မလို့ပတ်စံပေးထားတယ်တန်ရလို့တန်ရပေးထားတာသိလားကြည့်နေခင်းစားနေအောင်ကြားကြလာပြီနော်စားရတဲ့ထမရမယ်စင်တော်ဖြစ်တော့မယ်အဲ့လောက်ကြောင်စားလို့ရမတက်စားပြီးရင်လှုပ်တက်လို့မမောင်လေးပြန်လာမသမင်းစားလို့လုပ်နေတာဘယ်တယောက်ရတော့မောင်လေးရဲ့မမြင်မျောနေတာဘယ်လျှောက်သွားနေတာတော့ဒါသမင်းစားရအောင်လားမောင်လေးမသမင်းစားလို့လုပ်နေတာမိတ်ပဲလောမခမည်းပြတ်မှာစားပါအောင်ဒီမှာလေးလောကလေးနဲ့အမ3ရက်ပစ္စည်းတွေတွေ့လို့ဝဲလာတာအမလေးလိမ်မလိုက်တာငါမောင်လေးမကမောင်လေးပြန်လာရင်ကိုချိန်နဲ့နေပြီဒီဘာတွေဝဲလာတာပြောပါတော့ဒါမှကြိုက်တဲ့ကောင်းရွှေရအမမယ်လေးဗိုက်တဲ့ခဏနာနေပြောလို့ဆိုင်ရနေမေးပြီးတော့ဒီမှာလည်းရှားဆောင်ယူဝဲလာတာအမျိုးသမီးနဲ့တဲ့တယ်အဲ့ဒါလေးစားလာအောင်ဒီငါမောင်လေးတိတက်လိုက်တာပြန်လာတာကိုမအကျေးဇူးတင်လာပါပြီငါမောင်ရဲ့မောင်လေးဗိုက်စားလာ
ဘိုက်ဆက်လာပြီဆိုလို့ရှိရင်ဟုတ်ပါဟဲ့မောင်လေးပြန်လာတဲ့နေ့မှာမကလည်းဒီမှာကြည့်လိုက်အောင်ခင်းရောက်ချက်လေးပဲချက်ထားတာမောင်လေးရဲ့မဟင်းလေးပြေးဝင်လိုက်မယ် ငွေနဲ့မချက်တာဆိုရင်ဒါနဲ့နေစားနိုင်တာ မောင်လေးနဲ့အတူတူထမင်းလုံးစုံစားတာကြာပြီတောက်ခုလာအောင်မယ်ခဏလေးတော့ထိုင်ထားအောင်လား အဲ့ဒီတော့မစားတာကြာပြီကွာရှယ်ပဲအာမ